ဘယ်လိုဖြစ်တာလဲဘာကြီးသားရမပြောချင်ပါဘူးကွာမပြောရင်လည်းမပြောပါနဲ့တော့ဗျာမဟုတ်ပါဘူးကွာတက်တက်မြင်ပြောပါဗျာသူများတွေသိအောင်ဒီလိုကွာဘယ်လိုကွာတာလဲဟာကွာမင်းကလည်းအစပြိုးနေတာကိုဘာကြီးတဲ့နေကောင်းလားအောင်မမင်းကမြန်ရုပ်ရှင်မင်းသားဇော်ဝမ်းလေတန်လာပြီးတော့ဟမ်ဘာကြီးတဲ့ထီပေါင်းလို့ဆိုမင်းကဘာလို့ပြောလဲကွာ Facebook မှာတင်ထားတာတွေ့လို့ဗျဟောဒီလိုလားကွာဘယ်လိုဖြစ်တာလဲဘာကြီးတဲ့ဟာမပြောချင်ပါဘူးကွာမပြောရင်လည်းမပြောပါနဲ့တော့ဗျာမဟုတ်ပါဘူးကွာတက်တက်မင်းပြောပါဗျာသူများတွေသိအောင်လို့ဒီလိုကွာဘယ်လိုကွာတာလဲဟာကွာမင်းကလည်းအစပြိုးနေတာကိုအလကားစားတာပါဘာကြီးတဲ့ဟာဒီကွာစနေနေ့ကတကုံကငါအဖေစီသွားပြီးတော့အပြန်မှာပေါ့တောင်ဝင်လာကမင်းသားမတ်နေကနေပြီးတော့ YBS 63ကိုပြောင်းစီးတယ်ကွာဟုတ်လားဘာကြီးတဲ့ကားကလည်းဂျားထဲမှာပြတ်သွားတော့တော်တော်စောင့်လိုက်ရတယ်ကွာတကယ်လာတော့လေလူကတော်တော်ချက်တယ်ကွာအဲ့ဒီလူချက်တဲ့ကားကိုစီးလာပြီးတော့စံပြားစည်းလေးရောက်တော့ဆင်းလဲလူကလည်းဆင်တက်တဲ့လူကတက်ပေါ့ကွာလူကတော်တော်ချက်တာကွာဟုတ်စံပြားစည်းကထွက်လာတော့ငါနေရရတယ်ကွာငါနေရရတော့ကွာထိုင်ပြီးတော့အေးလူနဲ့နေတာပေါ့ကွာအဲ့ဒီအချိန်မှာငါကဖုန်းနဲ့မျက်မှန်တို့ပစ္စည်းတွေထည့်ထားတဲ့လွယ်အိတ်ကိုငါပုံတင်ပြီးတော့အပေါ်ကလက်နဲ့ဖိထားတာပေါ့ကွာပြီးတော့ညာဘက်လက်ကထီအဟောင်းနဲ့ဝယ်လာတဲ့ထီတဲ့နှချောင်းကိုင်ထားတယ်ကွာဘယ်ဘက်ကလည်းကောင်တာပရိလေးနဲ့ငါစိတ်နေတာပေါ့ကွာနေရလဲရတယ်ဆိုတော့သိပြီးတော့စိတ်မပူဘူးကွာဟုတ်လားဘာကြီးတဲ့အဲ့ဒီမှာကားချက်တော့ငါသတိထားမိတာငါနဲ့တက်တဲ့ငါရှေ့မှာအသက်40လောက်ရှိတဲ့လူတစ်ယောက်ကရှေ့ကြောဖို့ကိုလွယ်ပြီးတော့ငါရှေ့မှာရှိနေတယ်ကွာသူ့ကြောပိတ်ကလည်းငါရှေ့ကကွယ်လို့ပေါ့ရှေ့ကိုတဖြည်းဖြည်းတိုးလာတယ်ကွာငါ့ကိုလည်းဖိမိတာပေါ့ဟုတ်လားဘာကြီးတဲ့ကွာအဲ့ဒီလိုနဲ့လူကလည်းကြက်ငါပေါ်လည်းဖိတော့ငါစိတ်ထဲမှာထင်တာကားကျက်လို့တဲ့တူတယ်ဆိုပြီးတော့ငါလည်းဘာမှပြန်မလုပ်ဖြစ်ဘူးကွာနောက်ပြီးသတိထားမိရလဲသူ့အိတ်ကပို့ပြီးတော့ငါ့ကိုဖိလာတယ်ကွာအဲ့ဒါနဲ့ငါလည်း3-4ချိန်လောက်ပြန်တွန်းမယ်လို့ကြိုးစားကြည့်တာလက်လှုပ်လို့မရဘူးကွာဟုတ်လားဘာကြီးတဲ့ဒါတော့ဘာကြီးတဲ့ပြန်မချင်းမိဘူးလားဗျကွာပြန်ပြီးသူ့ကိုငါမတွန်းမိဘူးဒါပေမဲ့ငါစိတ်ထဲမှာတော့ထူးထူးခြားခြားတစ်ခုတော့ခံစားရတယ်ကွာငါလက်မှာတစ်ခုလှုပ်ရှားနေတယ်လို့ပေါ့ကွာငါပေါ်မှာဘယ်လိုများထူးခြားလဲဗျကွာငါလက်ကိုလည်းထူးခြားကြုံတာကိုငါပြန်လှုပ်ရှားမယ်လို့စိတ်ကူးပေမဲ့လက်ကလည်းလှုပ်လို့မရဘူးကွာဒါဆိုဘာကြီးတန်းကိုတိုးစီတိုးထားတာဖြစ်မယ်ဗျမင်းပြောတာဖြစ်နိုင်တယ်ကွာဒါဆိုဘာကြီးတန်းကပိုင်နိုင်ခံတာဘယ်တော့မှသိလဲဗျအဲ့လိုနဲ့နေလာရင်းနဲ့ငါလည်းငါမှတ်တိုင်ရောက်တဲ့ခါကျတော့ဆင်းပြီးတော့ဆိုင်ဒီဇိုင်းမှာပစ္စည်းတစ်ခုဝယ်မယ်ဆိုပြီးတော့ငါပတ်စံနှိုက်ကြည့်လိုက်တော့အဲ့ဒီမှာငါအိတ်ထဲမှာဖုံရောမျက်မှန်ရောမရှိတော့ငါသတိထားမိတယ်ကွာအဲ့ဒါနဲ့ငါလည်းသွားပြီးကပိုင်နိုင်တာပဲဆိုတော့သိလိုက်ရတယ်ကွာဘာကြီးတန်းတော်တော်ပို့တာပဲဗျာအောင်မငါတယောက်တည်းမဟုတ်ဘူးကွာဖုန်းကပ်ပြန်ရဖို့ငါသွားလျှောက်တဲ့နေရာမှာ YBS မျိုးစုံကကပိုင်းနဲ့ခံရတဲ့သူတွေအများကြီးပဲရန်ကုန်တစ်မြို့လုံးမှာဒီကောင်တွေဘယ်တော့နှိုက်နေကြလဲမသိဘူးဘာကြီးတန်းကပိုင်းနဲ့ခံတော့ဘလို့ခံစားလဲကွာတော်တော်အလုံးရှုပ်သွားတာပေါ့ကွာဖုန်းပြောက်သွားတာနဲ့ဖုန်းနံပါတ်တွေရောအဆက်အသွယ်တွေအကုန်ပြတ်ဖုန်းထဲမှာရှိတဲ့ data တွေအချက်လက်တွေလည်းအကုန်ဆုံးရှုံးပေါ့ကွာတော်ဒုက္ခရောက်တာကေပေးလည်းပြန်လို့ရတယ်စုံလို့ပါပဲကွာဟုတ်လားဘာကြီးတန်းကပိုင်းနဲ့ကဘုံနာနှိုက်သွားတာကွာဖုံးကျိုးကြတော့ယူမသွားဘူးကွာ
ဘာကြီးတန်းလဲဖုံးချိုးလိုက်ပေးခြင်းလို့လား အေးလေကွာသူပုံချိုးမရှိရင်အခက်အခဲဖြစ်နေမှာပေါ့ကွာ မပူပါနဲ့ဘာကြီးတန်းဟာသူ့မှာဖုံးချိုးမရှိရင်နောက်ထပ်ပြီးတော့ကပိုက်နိုင်ဦးမှာပေါ့ဘာကြီးတန်းပြန်ရဖို့မကြိုးစားဘူးလား အေးကွာမင်းပြောသလိုပဲငါလဲကပိုင်းနိုင်ခံအဲ့ဆိုသိသိချင်းပဲတို့မြို့နယ်ကအသိနယ်တွေကိုငါဖုံးဆက်မလို့စဉ်းစားမိသေးတယ်ကွာ တော့မလို့နဲ့ဘာကြီးတန်း အေးဘာပြောလို့လဲကွာ သူတို့တွေကဒီလိုအသေးဖွဲကိုဂေးဆိုင်မှာမဟုတ်ဘူးဗျာသူတို့ကဒီတဲ့ကြီးမားတဲ့နိုင်ငံတော်ဝင်ရှိနေတယ်လေ အေးမင်းပြောတာလည်းဟုတ်တာပဲကွာ ဘာကြီးတန်းကပိုက်နိုင်တွေကိုဒေါသမထွက်ဘူးလား အေးကွာဖြစ်တဲ့အချိန်မှာတော့ဒေါသထွက်တာပေါ့ကွာဒါပေမဲ့ဘယ်တတ်နိုင်မလဲကွာကပိုင်းနိုင်တွေကျမ်းမာပါစေချမ်းသာပါစေလို့ပြောတာလွယ်ဘာမှမတတ်နိုင်ဘူးကွာ အခုချိန်နေတဲ့သူတွေလည်းရန်ကုန်မြို့မှာရှိတဲ့ YBS ကားပေါ်မှာကပိုက်နိုင်ခံခြင်းမှကင်းဝေးကြပါစေဗျာ